Hello ဒီတစ်ခါမှပြပြပေးသွားမယ့်အကြောင်းအရာကြတော့ Wagner ရဲ့ original story အကြောင်းပါလူတော်တော်များများပေါ့နော် Stranger Things The First Shadow အကြောင်းကိုမသိကြရများရေပေါ့နော် Stranger Things ထဲမှာလည်း Henry ရဲ့အကြောင်းကိုနည်းနည်းစီထည့်ထားပေမဲ့ Wagner ရဲ့အစကိုသိဖို့အတွက်အဲ့ show ကိုမကြည့်နိုင်လို့ရှိရင်ပေါ့နော်ဒီ video ကိုကြည့်လိုက်ပါမေ Stranger Things The First Shadow အစဆုံးကို record လုပ်ပြီးထားပါတယ်ဒီ show ကိုကြတော့2023ခုနှစ်ကတည်းကထုတ်လုပ်ခဲ့ပြီးမှApril 22ပေါ့နော်2025မှာကျတော့ theater မှာဆက်ပြီးမှထုတ်လွှင့်ခဲ့ပါတယ်ဒီဟာရဲ့အစကဆိုရင်1943ခုနှစ်ပေါ့နော် US ရဲ့ Lower ဇာတ်ချက်တွေပါဝင်တဲ့ USS Edward တင်မောကဆိုလို့ရှိရင်တင်မောကို invisible လုပ်ပြီးမှစစ်ဆေးလို့မရအောင်လုပ်ကဂျာမနီစီကိုသွားပါတယ်ဒါပေမဲ့အဲ့တင်မောက Dimension 8စီရောက်သွားတယ်ပေါ့နော်အဲ့မှာက Mind Flayer လို့ခေါ်ရဲပင့်ကူပုံစံနဲ့ Parallel Dimension Upside Down ဆိုတာရှိပါတယ်သွားဆိုလို့ရှိရင် chapter နှစ်ခုရှိပါမယ်ပထမ chapter ရဲ့နာမည်က The Girlfriend Away ပါ1959ခုနှစ်မှာခရစ်မီတာဆွေဖြစ်တဲ့ Victor နဲ့သူ့ရဲ့မိန်းမ Virginia သူ့ရဲ့သားကြီး Henry နဲ့သမီးငယ် Alice တို့က Indiana Hawking ကိုပြောင်းလာခဲ့ပါတယ်။ Henry ကစိတ်ပိုင်းဆိုင်ရာပြဿနာရှိပြီးမှပစ္စည်းတွေကိုလှုပ်ရှားနိုင်တဲ့စွမ်းအင်ကိုလည်းကိုင်ဆိုင်ထားပါတယ်။ Hawking ကျောင်းမှာ Henry ကတငယ်ချင်းရရှိဖို့ရုန်းကန်ရင်းနဲ့ကျောင်းအုပ်ရဲ့သမီးဖြစ်တဲ့ Patty နဲ့တငယ်ချင်းဖြစ်သွားပါတယ်။ Patty က Henry ရဲ့စွမ်းအားကမကောင်းဆိုးဝါးမဟုတ်ပေနဲ့အဲ့အရာတွေကိုထိန်းချုပ်ဖို့ကြိုးစားပြီးမှကကောင်းမွန်မှုအသုံးချဖို့ပြောပါတယ်။ပတ်တီယာဆိုလို့ရှိရင်တချင်းတွေကနေတစင်းတခုတူဖော်ပြနိုင်ပြီးမှပတ်ဝန်းကျင်ကလည်းလူတွေတိုင်းရဲ့ support ကိုလည်းရထားပါတယ်။ Henry နဲ့ Patty ဟာတယောက်နဲ့တယောက်ချစ်ကြိုက်မိသွားပါတယ်။တစ်ချိန်တည်းမှာပဲ Joyce က Oklahoma ရဲ့ကျောင်းဖြုတ်ပြပွဲကိုတင်ဆက်ဖို့ကြိုးစားနေပါတယ်။ Henry ကအိမ်ခေါင်မိုးပေါ်မှာတယောက်တည်းရှိနေတဲ့အချိန်မှာအရေးတစ်ခုနဲ့လွှမ်းမိုးခံလိုက်ရပြီးမှသူ့စိတ်ဟာစစ်မြေပြင်လို့ခေါ်တဲ့နေရာကိုရောက်သွားပြီးမှအဲ့ဒီကနေသူ့ကိုတယောက်ပြီးတယောက်တတ်ဖို့ပြောပါတယ်။ Claudia Henderson Dustin ရဲ့အမေအပါဝင်ပေါ့နော်Henry ဟာလူပုံဘလူးတစ်ကောင်ရဲ့မြေကွင်းနေကြောင်းဆောင်းလက်ခံနေရပြီးမှပတ်တီကိုတတ်ခိုင်းမှလည်းကြောက်နေခဲ့ပါတယ်အဲ့နောက်မှာပတ်တီရဲ့မွေးစားမောင်လေး Buff ကသူ့တငယ်ချင်း Joyce နဲ့ Hopper တို့နဲ့အတူအဲ့တပ်ဖြတ်မှုတွေကိုစုံစမ်းစစ်ဆေးခဲ့ပါတယ်ပတ်တီက Henry ရဲ့စွမ်းအားကိုအသုံးပြုခိုင်းပြီးမှသူမရဲ့မိခင်အရင်ကိုရှာဖွေခိုင်းပါတယ်။ Henry လည်းအဲ့လိုရှာဖွေနေချိန်မှာသူထိန်းချုပ်မှုလွတ်သွားပြီးမှမကောင်းဆိုးဝါးကရောက်လာပါတယ်။ပတ်တီကကြောက်လန့်နေတဲ့အချိန်မှာသူမရဲ့အဖေကလည်းဝင်လာပြီးမှမြင်ကသူ့ကိုတိုက်ခိုက်လိုက်တော့တေးလူမျိုးပါဖြစ်သွားပေမဲ့ Henry ကပြန်ထိန်းချုပ်လိုက်တော့ရပ်တန့်သွားပါတယ်။ပတ်တီကHenry ကိုပြန်တိုက်ခိုက်ဖို့ပြောပြီးမှသူ့အစွမ်းကိုယုံကြည်ကြောင်းကိုလည်းပြောပါတယ်။ Henry လည်းပတ်တီကိုချစ်ပြီးမှဒီအခြေအနေကိုအဆုံးသတ်နိုင်ကြောင်းကိုပတ်တီရဲ့အဖေမျက်စိကွယ်ပြီးမှပြင်းထန်စွာဒဏ်ရာမရခင်မှာအရင်ဆုံးပြောခဲ့ပါတယ်။အဲ့မကောင်းဆိုးဝါးရဲ့တိုက်ခိုက်ခံရမှုရဲ့နောက်မှာပတ်တီအဖေကိုစင်းရုံပို့လိုက်ရပြီးမှ Henry ရဲ့အမေ Virginia က Henry ကို Dr. Brenner စီပို့လိုက်ပါတယ်။ Virginia လည်း Dr. Brenner ကိုသူမရဲ့သားအကြောင်းအကုန်ပြပြလိုက်ပါတယ်။ Mr. Newbine ဖက်တီရဲ့အဖေကထလာတဲ့အချိန်မှာ Henry ကမကောင်းဆိုးဝါးလက်ကနေကဲခဲ့တဲ့အကြောင်းပြောပြပြီးမှအဲ့အရေးကိုပုံဆွဲကသူ့သမီးကိုပေးလိုက်ပါတယ်။အဲ့ဒါက Mind Flayer ဖြစ်နေပါတယ်။ Chapter 2ရဲ့ခေါင်းစဉ်နာမည်ကတော့ Captain Midnight ပါBrenner ဆိုလို့ရှိရင် Henry ကို Hawking လက်ထဲကိုခေါ်သွားပါတယ်ပြီးတော့ Brenner ရဲ့အဖေက USS Edward စံတက်ချက်မှာတဦးတည်သောရှင်ကျန်ရည်သူဖြစ်ပြီးမှသူဆက်နဲ့ Blood Type နဲ့ပြန်လာခဲ့ပါတယ်နောက်ပိုင်းမှာဆိုလို့ရှိရင် Brenner ကအဲ့အကြောင်းတွေကိုသူမသိခင်မှာပြောကြားသွားခဲ့ပါတယ် Brenner ကနောက်ပိုင်းမှာ Edward မှာဖြစ်ခဲ့တဲ့အရာတွေကိုပြန်လည်ဖော်ထုတ်ရန်ကြိုးပမ်းမှုဖြစ်တဲ့ Nevada Experiment ကိုစတင်တည်ထောင်ခဲ့ပါတယ်။အဲ့မှာ Brenner ရဲ့လုပ်ဖို့ခိုင်ဖက်သိပ္ပံပညာရှင်တဦးကအဲ့ဒီထဲကရှိရပေါ့နော် Key Technology အဓိကနည်းပညာကိုခိုးယူပြီးမှ Nevada ကိုထဲမှာဝတ်ထားပါတယ်။အဲ့အချိန်မှာငယ်ရွယ်သေးတဲ့ Henry နဲ့ Cree Family က Nevada ရဲ့အနီးနားမှာနေပါတယ်။သူတို့က Nevada ကိုအကြောင်းကိုစုံစမ်းပြီးမှ Henry က Spyman ပြောင်းနဲ့ကစားနေတဲ့အချိန်မှာအဲ့ဒီ Key Technology အဓိကနည်းပညာကိုအသက်ဝင်စေခဲ့တော့သူနဲ့အတူသိပ္ပံပညာရှင်အချို့ကို Dimension 8ထဲပို့ဆောင်ခဲ့ပါတယ်။ Dimension 8ထဲမှာ Henry ကအရေးရလွှမ်းမိုးမှုခံရပြီးမှ12နာရီအကြာမှတိုင်အိမ်ပြန်နိုင်ခဲ့ပါတယ်။အဲ့အချိန်မှာသူ့မှာကထူးဆန်းတဲ့ blood type နဲ့ personality ကပြောင်းသွားပါတယ်။ Brenner က Henry ရဲ့မှန်ပြောင်းကိုတွေ့ပြီးမှခြေရာခံနိုင်ခဲ့ပါတယ်။ Henry ကိုရည်ပြည့်ထားတဲ့တပ်ကိုအသုံးပြုပြီးမှ Brenner ကလူသားပုံစံတတဝါတစ်ကောင်ကိုပြပါတယ်။ Brenner ကလည်းအဲ့တတဝါကိုမျက်နှာပြင်ပေါ်မှာပြထားရမြင်တဲ့အခါမှာ Henry ကတုံ့လို့သွားပါတယ်။ Brenner က Henry ကိုအကျဉ်းသားတွေကိုတတ်စေက Henry က Brenner ကိုသူ့ကိုလွတ်ပေးဖို့ပြောပါတယ်။အဲ့အချိန်မှာ Brenner ကလည်းဒီကောင်လေးကတယောက်ယောက်ကိုတစ္ဆာရှိနေရသဘောပေါက်သွားတဲ့အချိန်မှာအဲ့လူကဖက်တီဖြစ်မှန်းသိတော့သူမကိုရှာပြီးတပ်ပစ်မယ်လို့ကြိမ်ဆိုထားပါတယ်။အဲ့နောက်မှာ Henry အိမ်ပြန်လာခဲ့ပေမဲ့သူ့မိသားစုကတော့မပျော်ရွှင်နေခဲ့ပါဘူး။
Henry ကသူ့ပါဝါနဲ့သူ့အမေရဲ့စိတ်ကိုဖက်ကြည့်လိုက်တော့သူ့ကို Brenna စီတာပြန်သွားစီခြင်းအကြောင်းကိုတွေးခဲ့ပါတယ် Henry ကလည်းအရေးရလွမ်းမိုးမှုကိုခံရပြီးမှ Virginia နဲ့ Alice ကိုတတ်ပြီးမှမိသွားတဲ့အချိန်မှာအဖေဖြစ်သူ Vita ကလည်းမိမျောသွားပါတယ်နိုင်အနေငယ်ကြမှာ Henry ကပြန်နိုးလာပြီးမှ Patty ကို Brenna လက်ကနေကယ်ဖို့အတွက် Hawkins ကျောင်းကိုပြန်ရောက်လာခဲ့ပါတယ်အမှာကတော့ Oklahoma ရဲ့ဖြောပြပွဲစတင်မှာဖြစ်ပါတယ် Henry နဲ့ Patty တို့ပြန်တွေ့ခဲ့ပေမဲ့ Brenna ကနောက်ဆက်လိုက်တော့ Patty ဟာသူ့အားနည်းချက်ဖြစ်ကြောင်းပြောတော့ Patty က Henry ကို Brenna ရဲ့စကားကိုနားမထောင်ဖို့ပြောပါတယ် Henry ကလည်းချင်းချိုးဖို့ရုန်းကန်နေတဲ့အချိန်မှာသူဟာ Patty ရဲ့မွေးမိခင်ဖြစ်တဲ့အဆိုတော်ကို Las Vegas မှာရှိတဲ့ Stardust Casino မှာရှာတွေ့ကြောင်းသိပေးခဲ့ပါတယ်။အဲဒီနောက်မှာစိတ်ရှုပ်ထွေးပြီးမှအရေးက Henry ကိုပြန်ထိန်းချုပ်လိုက်တော့ Patty ကိုလေကားပေါ်ကနေပစ်ချလိုက်ပါတယ်။ Brenna ကလည်း Henry ကို Hawkins လက်စီမှာခေါ်သွားပြီးမှPatty ကိုစီးရုံခေါ်သွားက Henry ရဲ့အဖေကတော့ Virginia နဲ့ Alice ကိုတတ်တယ်ဆိုပြီးမှ Joyce, Buff နဲ့ Hopper ရဲ့တပ်ဖြတ်မှုအယူဆထွက်လာပါတယ်။1963မှာ Joyce နဲ့ Hopper က Vietnam တိုက်ပွဲဝင်ဖို့အတွက်ထွက်ခွာဖို့တယောက်ကိုကြောက်နှုတ်ဆက်လိုက်ကြပါတယ်။နိကုံအနေနဲ့ကတော့နှစ်အနေငယ်အကြာမှာအသက်ကြီးပြီးမှ Hawkins လက်ကိုပြန်ရောက်လာတဲ့ Henry ကချုံနှောင်ခံထားရပါတယ်။သူစိတ်ကိုကြည့်ပြီးမှ Henry က Patty လေကားပေါ်ကနေပြုတ်ကျပြီးမှအသက်ရှင်နေကြောင်းနဲ့စီးရုံကဆင်းခွင့်ရတော့လေဒုံနဲ့သာလမ်းလျှောက်နိုင်ကြောင်းကိုသိရှိခဲ့ပါတယ်။ Stardust မှာဖြောပြပွဲအပြီးစင်နောက်မှာသူ့အမေနဲ့တွေ့နေတဲ့ Patty ကိုလည်းတွေ့ရပြီးမှ Patty နဲ့သူ့အမေကတယောက်ကိုကြောက်မှတ်မိပြီးဝေဖက်လိုက်ကြပါတယ်။ Brenna ကစမ်းသပ်ခံရတဲ့ကလေးတွေအကုန်လုံးကိုသွေးသွင်းကူတာမှုအောင်မြင်ကြောင်း Henry ကအသိပေးပြီးမှဆုလက်အနေနဲ့ Brenna က Henry ကိုလွတ်ပေးခဲ့ပါတယ်။ Rainbow Room မှာ Henry ကိုကလေးတယောက်နဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ Henry က Hello Eleven ငါတို့အတွက်အသစ်တစ်ခုရှိတယ်လို့ပြောပါတယ်။အဲဒီနောက်မှာမိုးကြိုးတွေပြစ်ပြီးမှလက်စီတွေလက်က Wagner ကနောက်နေရာမှာပေါ်လာပါတယ်။ဒါကတော့ Wagner တစ်ဖြစ်လဲ Henry ရဲ့အကြောင်းပေါ့နော်။ဒီ show ကိုကြည့်ပြီးတော့ကြည့်ရှုသူတွေလည်း Stranger Things Season 5အကြောင်းကိုနည်းနည်းဆက်ပြီးတွေးမိနိုင်မယ်လို့ထင်ပါတယ်။ဒီ Stranger Things The First Show တော့ဆိုလို့ရှိရင်သူက show ပဲဖြစ်ခါကြတော့လူသိရနေပါတယ်။နောက်ပိုင်းမှာ Season 5 Recap နဲ့ Breakdown တွေကိုလည်းလောက်သွားပေးမဲ့ဗီဒီယိုလေးရှိရမလို့ channel လေးကို subscribe လုပ်ထားပေးပါရှင်။